ဇလန်းလေးကတော့ကျောင်းသူလေးလင်းကသူ့တငယ်ချင်းယူဆက်ကိုသူဟာဝတ္ထုတွေနဲ့ကာတွန်းစာအုပ်တွေကိုအယမ်းမုန်းတယ်လို့ပြောနေတာနဲ့စတင်ထားပါတယ်ယူဆက်ကတော့လင်းရဲ့အမေကအဲ့ဒီဝတ္ထုကိုရေးခဲ့တာဖြစ်ပြီးဇက်လိုက်နာမည်ကိုလည်းလင်းလို့ပေးထားတာကြောင့်လင်းကအမြဲတမ်းမုန်းနေခဲ့တာလို့ပြန်ပြောပါတယ်ကျောင်းဆင်းတဲ့အခါလင်းကသူ့တငယ်ချင်းနဲ့လမ်းလျှောက်လာရင်းနေရာတစ်ခုကိုရောက်တော့ခြေလမ်းတွေနှေးသွားပြီးအဲ့ဒီနေရာကိုရှောင်ဖို့ကြိုးစားပါတယ်လင်းအိမ်ပြန်ရောက်တဲ့အခါဒီနေ့ကသူ့ရဲ့မွေးနေ့ဆိုတာသိလိုက်ရပါတယ်။သူကသူ့တငယ်ချင်းဝိုဆန်ကိုအတူတူကျင်းပဖို့ဖုန်းဆက်ခေါ်ပေမဲ့ဝိုဆန်ကကြော်ညာရိုက်ကူးရေးရှိလို့မလာနိုင်ဘူးလို့တောင်းပန်ပါတယ်။အဲ့ဒီနောက်ယူဆက်ကိုထပ်ခေါ်ပေမဲ့ယူဆက်ကလည်းနေမကောင်းလို့မလာနိုင်ဘူးလို့ပြောပါတယ်။နောက်ဆုံးတော့လင်းတယောက်တည်းပဲမွေးနေ့ပွဲကျင်းပလိုက်ရပါတယ်။လင်းကစိတ်မကောင်းဖြစ်ပြီးစိတ်ပြက်နေတော့မှပဲရုတ်တရက်ငလင်လှုပ်တယ်လို့အိမ်ကြီးကတုန်ခါလာပါတယ်ခဏကြာမှတော့အားလုံးရက်သွားပြီးကျမ်းပြင်ပေါ်မှာပြုတ်ကျနေတဲ့ဝတ္ထုစာအုပ်တအုပ်ကိုသူတွေးလိုက်ရပါတယ်သူကအဲ့ဒီစာအုပ်ကိုကောက်ယူပြီးဖတ်လိုက်တဲ့အခါစာအုပ်ထဲကနေချောမောတဲ့ကောင်လေးတယောက်ရုတ်တရက်ထွက်လာပါတယ်လင်းကကြောက်လန့်သွားပြီးသူ့ကိုထွက်သွားခိုင်းပါတယ်အဲ့ဒီကောင်လေးကသူ့ပဲရောက်နေတာလဲလို့မေးပါတယ်သူကတကယ်တော့ဇလန်းထဲကနေထွက်လာတာဆိုတာလင်းသိလိုက်ရပါတယ်လင်းကသူ့နာမည်ကတွန်ပါစာလို့ပြဟောပြလိုက်ပြီးသူကလည်းလင်းကိုတိနေပုံရပါတယ်သူကသူ့ကိုစာအုပ်ထဲကနေဘလို့ဆွဲထုတ်လိုက်တာလဲလို့မေးပါတယ်လင်းကသူကတာမန်မိန်းကလေးတယောက်ပဲဖြစ်ပြီးသူ့အမေကဇက်လိုက်နာမည်ကိုသူ့နာမည်ပေးထားတာလို့ရှင်းပြပါတယ်နောက်တနေ့မှာတော့လင်းကအားလုံးဟာအိမ်မက်လို့ထင်ပြီးနိုးလာပါတယ်သူ့အိမ်ထဲမှာတွန်ကိုလိုက်ရှာပေမဲ့မတွေ့ပါဘူးအစမှာတော့ဒါဟာစိတ်ကူးရင်တက်တက်ပဲဆိုပြီးသူပြောနေပေမဲ့တွန်ကပြန်ပေါ်လာတဲ့အခါမှာတော့အားလုံးကအစ်စ်မှန်ဆိုတာသူသိသွားပါတယ်အဲ့ဒီနောက်ကျောင်းမှာတော့တငယ်ချင်းတွေကလင်းအတွက်မွေးနေ့လုပ်ပေးကြပါတယ်လင်းကပြောနေပေမဲ့သူ့အိမ်မှာကောင်းလေးတယောက်ရှိနေတာကိုဘသူ့ကိုမှမသိစေချင်ပါဘူးဒါကြောင့်တငယ်ချင်းတွေကိုအိမ်ကိုမဖိတ်နိုင်ဘူးလို့ပြောလိုက်ပါတယ်တငယ်ချင်းတွေကသူ့ကိုစားတော့ဆိုင်ခေါ်သွားပြီးမွေးနေ့လက်ဆောင်တွေပေးကြပါတယ်လင်းကတငယ်ချင်းတွေရဲ့တန်ရောစင်ကြောင့်အယမ်းပျော်နေပါတယ်အိမ်ပြန်ရောက်တဲ့အခါတွန်ကဒီနေ့ဟာလင်းရဲ့မွေးနေ့ဆိုတာသိသွားပါတယ်။သူကသူ့ရဲ့ကိုယ်ပိုင်နှက်ချက်ကိုလက်ဆောင်အဖြစ်ပေးပါတယ်။လင်းကသူ့မှာကောင်းတဲ့နှက်ချက်ရှိပြီးသားမို့ကျေးဇူးတင်စကားပြောပေမဲ့တွန်ကလင်းရဲ့နှက်ချက်ကိုသူမတော်တဆချိုးမိထားတယ်လို့ပြောပါတယ်။အချိန်ကြာလာတာနဲ့အမျှတွန်နဲ့လင်းတို့ပို့ပြီးရင်းနှီးလာကြပါတယ်။တွန်ကဖိတ်စာတွေပို့ဖို့လင်းရဲ့ဖုန်းကိုတောင်ကူသုံးပေးပါတယ်။ဒီနေ့မှာတော့တွန်ကလင်းရဲ့ social media အကောင့်မှာသူ့ပုံသူတင်ပြီးလင်းကိုချစ်တယ်လို့ရေးလိုက်တာကြောင့်လင်းတယောက်ဇဝေဇဝါဖြစ်ပြီးစိတ်လှုပ်ရှားသွားရပါတယ်။နောက်တနေ့ကျောင်းရောက်တဲ့အခါအိုင်ဆက်ကလင်းရဲ့အကောင့်မှာပုံတင်ထားတာတွေ့တယ်လို့ပြောပါတယ်။လင်းကစိတ်လှုပ်ရှားသွားပြီးဘာပြန်ပြောရမှန်းမသိဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာတွန်ကကျောင်းကိုရောက်လာပါတယ်။လင်းကသူ့ကိုတခြားကျောင်းသားတွေနဲ့ဝေးရာကိုခေါ်သွားပြီးသူ့ဘဝထဲကနေထွက်သွားပေးဖို့ပြောပါတယ်။တွန်ကဝတ္ထုထဲကိုပြန်သွားနိုင်တဲ့နည်းလမ်းတစ်ခုရှိတယ်။အဲ့ဒါကတော့လင်းကသူ့ကိုချစ်တယ်လို့ဝန်ခံရမှာဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့လင်းကသူပြောတာကိုမယုံပါဘူး။အဲ့ဒီနောက်တွန်ကလင်းရဲ့တငယ်ချင်းစီသွားပြီးအကူအညီတောင်းပါတယ်။အိုင်ဆက်ကတွန်ဟာလင်းကိုချစ်နေပြီးပိုရင်းနှီးချင်နေတာကိုသိသွားပါတယ်။ဒါကြောင့်သူကတွန်ကိုလင်းနဲ့ဘယ်လိုစကားပြောရမလဲ။လင်းသူ့ကိုချစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာရှင်းပြပါတယ်။အချိန်ကြာလာတာနဲ့အမျှတွန်ကလင်းနဲ့ပိုရင်းနှီးအောင်စူးစမ်းပေမဲ့လင်းကတော့သူ့ကိုရိုက်နှက်ပြီးတွန်းထုတ်နေပါတယ်။အဲ့ဒီအချိန်မှာဂျန်ဆိုတဲ့မိန်းကလေးတယောက်ပေါ်လာပြီးတွန်ကိုပြုံးပြပါတယ်။နောက်ပိုင်းမှာသူကလင်းရဲ့အဝတ်စားပေါ်ကိုဖျော်ရည်မှောက်ချလိုက်ပါတယ်လင်းကအံ့ဩသွားပြီးသူ့ကိုစကားပြောပါတယ်ဂျန်ကတောင်းပန်ပြီးသူဟာတွန်ရဲ့အလှပမှာမိန်မောသွားတာဖြစ်ကြောင်းတွန်ကလင်းနဲ့ရင်းနှီးနေလို့မနာလိုဖြစ်မိကြောင်းသိလိုက်ရပါတယ်အဲ့ဒီနောက်လင်းအိမ်ပြန်ရောက်တဲ့အခါတွန်နဲ့စကားများကြပါတယ်တွန်ကလင်းကိုသူ့ရဲ့ရည်စားဖြစ်စေချင်နေတာပါနောက်ပိုင်းမှာတွန်ကကျောင်းရဲ့အတန်နှင့်ဌာနကနေလင်းနဲ့ဝေးနေကြဖို့အထူးသဖြင့်ဝေဆန်ကိုလင်းနာမကပ်ဖို့ပြောလိုက်ပါတယ်လင်းကဖြစ်ပျက်သမျှကိုအယမ်းစိတ်တူသွားပြီးအတန်းထဲမှာတွန်နဲ့သွားပြီးစကားများပါတယ်သူကတွန်ကိုစာအုပ်ထဲပြန်သွားစေချင်လို့သာချစ်ချင်အောင်ဆောင်နေတာလို့ပြောလိုက်ပါတယ်တွန်ကဘာမှပြောင်းလဲမသွားပဲသူတို့ဟာတကယ်ကဘာမှာပဲပိတ်မိနေသေးတယ်ဆိုတာသိလိုက်ရပါတယ်သူကလင်းအခုသူ့ဘဝတွေကထွက်သွားနိုင်ဖို့အတွက်လင်းကသူ့ကိုတကယ်ချစ်လာရမယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာအတန်းထဲမှာရှိနေတဲ့အိုင်ဆက်ကအားလုံးကိုကြားသွားပါတယ်သူကတွန်ဟာတာမန်လူမဟုတ်ပဲဝတ္ထုတွေကထွက်လာတာဆိုတာသိသွားပါပြီအချိန်ကြာလာတာနဲ့အမျှလင်းကတွန်ကိုပိုးရှောင်လာပြီးခဏစကားများကြပါတယ်နောက်ပိုင်းမှာတွန်ကအိုင်ဆက်စီသွားပြီးအားလုံးကိုပြောပြပါတယ်လင်းကသူ့ကိုအိမ်မှာမနေစေချင်ဘူးလို့ပြောပါတယ်လင်းကအိမ်မှာတယောက်တည်းရှိနေလို့ပြောနေပေမဲ့နောက်မှတွန်ကသူ့အကြိုက်ဆုံးဟင်းကိုချက်ပေးထားတာတွေ့သွားပါတယ်သူတယောက်တည်းမနေချင်တော့တယ်လို့ခံစားလာရပါတယ်ညဘက်မှာလင်းလန်းရှာအောင်ရင်းတွန်နဲ့တွေ့ပါတယ်သူကဖြစ်ပျက်ခဲ့သမျှအတွက်တွန်ကိုတောင်းပန်ပြီးအိမ်ကိုအတူတူပြန်ကြပါတယ်အဲ့ဒီအချိန်မှာပဲဝမ်ကလင်းကြိုက်ဆုံးစားစရာတွေလာပေးဖို့လုပ်နေတော့လင်းနဲ့တွန်အတူတူလမ်းလျှောက်နေတာကိုတွေ့ပြီးစိတ်မကောင်းဖြစ်သွားပါတယ်နောက်တနေ့မှာတော့လင်းကတွန်ထွက်လာတဲ့စာအုပ်ပေါ်ကိုရေလောင်းချလိုက်ပါတယ်စာအုပ်ကိုရေးထိတဲ့အခါတွန်ကနာကျင်မှုကိုခံစားရတာကိုသူသတိထားမိသွားပြီးဝတ္ထုနဲ့တွန်ဟာဆက်နွယ်နေတယ်ဆိုတာသိလိုက်ရပါတယ်ဝတ္ထုမှာတစ်ခုခုဖြစ်ရင်တကယ်ကဘာကတွန်ကိုထိခိုက်စေမှာပါတနေ့မှာတွန်ကသူ့အိတ်ကိုစစ်ကြည့်တဲ့အခါစာအုပ်ပြောင်းနေတာသိလိုက်ရပါတယ်နောက်တနေ့မှာဂျီဝမ်ကစာအုပ်ကိုယူထားပြီးအားလုံးကိုသိနေတယ်ဆိုတာတွန်သိလိုက်ရပါတယ်။သူကတွန်သာသူ့ကိုပြန်မတွဲရင်စာအုပ်ကိုလွှင့်ပစ်မယ်လို့ချိန်ချောက်ပါတယ်။တွန်ကသဘောတူပြီးသူနဲ့တွဲပါတယ်။လင်းကဒါကိုတွေ့သွားပြီးမနာလိုဖြစ်သွားပါတယ်။လင်းအိမ်ပြန်ရောက်တဲ့အခါတွန်နဲ့စကားပြောပါတယ်။ဂျန်ကစာအုပ်ကိုပြန်မပေးဘူးဆိုတာသူသိလိုက်ရပါတယ်။ဒါကြောင့်လင်းကဂျန်စီကနေစာအုပ်ကိုပြန်ရအောင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှာသူဂျန်နဲ့တွေ့ပြီးစကားပြောပေမဲ့ဂျန်ကပြန်မပေးပါဘူး။လင်းကစာအုပ်ကိုအတင်းလူယူပြီးထွက်ပြေးလာပါတယ်။နောက်တနေ့မှာဂျန်ကတွန်ကိုပစ္စည်းတူလောင်ခန်းမှာသွားတွေ့ပြီးသူ့ကိုသူ့နားမှာပဲထာဝရရှိနေစေခြင်းနဲ့လို့ဝန်ခံပါတယ်။အဲ့ဒီအချိန်မှာလင်းကတွန်ပြောင်းနေတာကိုသတိထားမိပြီးလိုက်ရှာရာကပစ္စည်းတူလောင်ခန်းမှာ
အေးပါတယ်သူကတွန်ကိုကူညီဖို့ဝင်သွားပေမဲ့တကားကအပြင်ကနေပိတ်သွားပါတယ်ចောင်းဆောင်ကတကားပိတ်ပြီးပြန်သွားတာကြောင့်သူတို့ပိတ်မိနေကြပါပြီဝမ်ကလင်းစီဖုန်းဆက်ပေမဲ့မကင်ပါဘူးသူเจ้าကိုလိုက်ရှာပါတယ်ညဘက်မှာဝမ်ကလင်းရဲ့လာထားကိုစစ်ကြည့်ပြီးလင်းအိမ်ပြန်မရောက်သေးတာကိုသိသွားပါတယ်အဲ့ဒီအချိန်မှာတွန်ကလင်းကိုသူဟာလင်းနဲ့အတူနေရတာကိုပြောကြောင်းဝတ္ထုတွေကိုပြန်မသွားခြင်းကြောင်းပြောပါတယ်အဲ့ဒီနောက်ဝိုဆန်ရောက်လာပြီးသူတို့နှစ်ယောက်ကိုကယ်ထုတ်ပေးပါတယ်တွန်အိမ်ပြန်ရောက်တဲ့အခါလင်းရဲ့အမေရေးထားတဲ့အထူးမှတ်စုစာအုပ်ကိုတွေ့ပါတယ်အဲ့ဒီထဲမှာဇက်ကောင်တွေကိုဝတ္ထုတွေဘယ်လိုပြန်ပို့ရမလဲဆိုတဲ့ညွှန်ကြားချက်တွေပါပါတယ်သူတို့ဟာဝတ္ထုတွေကအခန်းတစ်ခန်းကိုတကယ်ကဘာမှာပြန်ပြီးတရုပ်ဆောင်ရမှာဖြစ်ပြီးအချိန်ကိုလည်းကိုက်ညီအောင်လုပ်ရမှာပါတွန်ကအပြင်မှာအကြာကြီးနေရင်ပျောက်ကွယ်သွားမှာဖြစ်လို့ဝတ္ထုတွေကိုမဖြစ်မနေပြန်သွားရမှာပါနောက်တစ်နေ့မှာလင်းကတွန်နဲ့အတူကြောင်းသွားပါတယ်တွန်ကသူ့ကိုရှောင်နေပြီးစကားမပြောတာကိုလင်းသတိထားမိပါတယ်နောက်မှတွန်ကသူ့မကြခင်တည်တော့မှာဖြစ်လို့လင်းကိုစိတ်မနာခြင်းစေချင်တာကြောင့်ခက်ခွာခွာနေတာဆိုတာသိလိုက်ရပါတယ်အိုင်ဆက်ကလင်းကိုအမှန်တရားပြောပြလိုက်ပါတယ်ဝမ်ကလင်းကိုနှစ်သိမ့်ပေးပါတယ်လင်းကတွန်နဲ့စကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်လင်းကတွန်ကိုဘာလို့ရှောင်နေတာလဲလို့မေးပြီးဝတ္ထုအကြောင်းပြောပါတယ်အဲ့ဒီအချိန်မှာဝိုဆန်ရောက်လာပြီးအားလုံးကိုကြားသွားပါတယ်အိုင်ဆက်ကဝတ္ထုပေါ့ကိုရေလောင်းချလိုက်တဲ့အခါတွန်နာကျင်သွားတာကိုဝိုဆန်မြင်လိုက်ရတော့မှသူတို့ပြောတာအမှန်ဆိုတာယုံသွားပါတယ်တွန်ကလင်းနဲ့ဝေးဝေးနေခြင်းလို့ဝမ်ရဲ့အိမ်မှာသွားနေပါတယ်နောက်တစ်နေ့မှာလင်းကသူ့မိရဲ့မှတ်စုစာအုပ်ကိုပြန်ရှာပြီးဖတ်ကြည့်ပါတယ်တွန်ဟာတကယ့်ကဘာမှာရောက်နေတဲ့စိတ်ကူးရင်စက်ကောင်ဆိုတာသူသိလိုက်ရပါတယ်အเจ้าမှာလင်းကတွန်ကိုစကားပြောဖို့စူးစမ်းပေမဲ့တွန်ကဘာမှမပြောပြခဲ့လို့စကားများကြပါတယ်နောက်မှတွန်ကလင်းစိတ်မပူစေခြင်းလို့ခက်ခွာခွာနေတာလို့ရှင်းပြပါတယ်အဲ့ဒီအချိန်မှာတွန်သတိလေးလဲကျသွားလို့လင်းကဆေးကန်းကိုပို့ပေးပြီးဘေးကနေစောင့်ပေးပါတယ်တွန်နေကောင်းလာရင်အိမ်မှာပြန်နေခိုင်းပြီးသူမသေးခင်ဝတ္ထုတွေပြန်ပို့ပေးဖို့လင်းဆုံးဖြတ်လိုက်ပါတဲ့နောက်တစ်နေ့မှာလင်းကတငယ်ချင်းတွေနဲ့အတူရုပ်ရှင်ရိုက်ကွင်းကိုသွားပါတယ်တွန်နဲ့အတူတရုပ်ဆောင်ရမယ့်မင်းသမီးရောက်မလာတာကြောင့်လင်းကပဲဝတ်စုံလဲပြီးတွန်နဲ့အတူတရုပ်ဆောင်ပေးပါတယ်ရိုက်ကူးနေတော့မှတွန်ကလင်းကိုချစ်တယ်လို့ရုတ်တရက်ဝန်ခံလိုက်ပါတယ်ဒါဟာတရုပ်ဆောင်နေတာမဟုတ်ပဲတကယ်ပြောတာဆိုတာလင်းသိလိုက်ရပါတယ်အိမ်ပြန်ရောက်လို့လင်းအိပ်ပျော်သွားတဲ့အခါအိမ်မက်ထဲမှာတွန်ပျောက်ကွယ်သွားတာကိုမြင်ပြီးလက်နိုးလာပါတယ်တွန်ကသူ့ရှေ့မှာရှိနေပါသေးတယ်လင်းကသူ့အမေရဲ့ညွှန်ကြားချက်တွေကိုပြန်ဖတ်ပြီးတွန်ကိုဝတ္ထုတွေပြန်သွားနိုင်အောင်ကူညီပေးမယ်လို့ပြောပါတယ်။သူတို့နှစ်ယောက်တွန်မထွက်ခွာခင်အကောင်းဆုံးအချိန်တွေကိုအတူတူကုန်ဆုံးကြပါတယ်။လင်းကတွန်ကိုလက်ဆောင်ပေးပြီးအချိန်နီးနေပြီဖြစ်လို့နောက်ဆုံးခန်းကိုတရုပ်ဆောင်ရမယ်လို့ပြောပါတယ်။ဒါပေမဲ့တွန်ကဝတ္ထုတွေမပြန်ကျင်တော့ပဲလင်းနဲ့အတူတကယ်ကဘာမှာပဲနေကျင်တယ်လို့ပြောပါတယ်။လင်းကတော့မဖြစ်မနေပြန်ရမယ်လို့တိုက်တွန်းပါတယ်။အချိန်ကုန်သွားတဲ့အခါတွန်ပြန်သွားလို့မရတော့မှကိုလင်းကစိုးရိမ်ပြငိုပါတယ်။နောက်ပိုင်းမှာအိုင်ဆက်ကတွန်ကိုဝတ္ထုတွေပြန်ပို့နိုင်မဲ့နောက်ထပ်အခွင့်အရေးတစ်ခုရှိသေးတယ်လို့ပြောပါတယ်။သူတို့အားလုံးစုပေါင်းပြီးနောက်ဆုံးခန်းကိုပြန်ပြီးတရုပ်ဆောင်ကြဖို့ပြင်ဆင်ကြပါတယ်။လင်းကတွန်ကိုသူ့ကိုစောင့်နေဖို့မှာထားပေမဲ့သူပြန်လာတဲ့အခါတွန်ကမရှိတော့ပါဘူး။သူထာဝရပျောက်ကွယ်သွားပြီအထင်နဲ့လင်းငိုနေတော့မှတွန်ပြန်ပေါ်လာပါတယ်။တွန်ကလင်းကိုကာကွယ်ဖို့နဲ့သူ့အသက်ကိုဆက်ရှင်ဖို့အတွက်ဝတ္ထုတွေပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တွန်ကနောက်ဆုံးခန်းကိုတရုပ်ဆောင်ပြီးဝတ္ထုတွေကိုပြန်သွားခဲ့ပါတယ်။တနေ့အကြာမှာလင်းကသူ့ရဲ့မွေးနေ့ကိုတငယ်ချင်းတွေနဲ့အတူကျင်းပနေပါတယ်။အဲ့ဒီအချိန်မှာထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။လင်းတကားဖွင့်ကြည့်လိုက်တဲ့အခါတွန်ကသူ့ရှေ့မှာပြန်ပြီးရက်နေတာကိုတွေ့လိုက်ရပါတယ်။လင်းကတော့သူ့ကိုပြန်တွေ့ရလို့အရန်ကိုပျော်ရွှင်သွားပါတော့တယ်